နှစ်လောက်အလုံးလုံးပြီးပတ်စံမစွမိတာဘာကြောင့်လဲအလုံးလုံးနေပြီးပတ်စံမစွမိတာဘာကြောင့်လဲတနေ့တာလုံးစူးစမ်းခဲ့ပေမဲ့စုဝေမရှိဘူးဆိုရင်ဒါဟာဝင်ငွေနဲလို့ထက်ငွေကြေးစီမံခန့်ခွဲမှုအလေးချင်းအားနည်းနေလို့ဖြစ်နိုင်တယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကနံပါတ်1အတုံးစရိတ်များကိုမမှတ်သားခြင်းကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုစနစ်တကျမတတ်မှတ်ထားတဲ့အခါကိုယ့်ရဲ့ပတ်စံတွေဘယ်လိုထွက်သွားလဲဆိုတာကိုရက်ွယ်ပြုမိတတ်ပါတယ်တေးငယ်တဲ့မလိုအပ်တဲ့ဈေးတွေကပဲလာစင်စုပေါင်းလိုက်ရင်ကြီးမားတဲ့ပမာဏဖြစ်သွားလို့စုဖို့ရည်ရွယ်ထားတဲ့ပတ်စံကိုလျှော့ပါစေတာပဲဖြစ်ပါတယ်နံပါတ်2ဘာကြမ်းနဲ့ဦးစားပေးမှုမရှိခြင်းရှင်းရှင်းလင်းလင်းသတ်မှတ်ထားတဲ့ဘာကြမ်းမရှိတဲ့အတွက်ပတ်စံကိုအလွယ်တကူသုံးမိတတ်ပါတယ်ဒါအပြင်လိုအပ်ချက်နဲ့လိုချင်မှုကိုမခွဲခြားနိုင်ပဲလိုချင်တာမှန်သမျှကိုဝယ်ယူမိတဲ့အခါစုဆောင်ငွေအတွက်ခြံထားဖို့မိသွားတတ်ပါတယ်နံပါတ်3ကိုအရင်မပေးခြင်းလာစာရတာနဲ့အတုံးစေးတွေအကုန်ပေးပြီးပတ်စံကြံမှစုမယ်ဆိုတဲ့စိတ်နဲ့နေတဲ့အခါဘယ်တော့မှမကြံတော့ပါဘူးဒီအစား pay your service ဆိုတဲ့အတိုင်းလာစာရတဲ့နဲ့ပတ်စံစုတဲ့ပမာဏကိုအရင်ဆုံးတိတက်ဖယ်ထားလိုက်ပြီးကြံတဲ့ပတ်စံနဲ့တာတလားလုံးလက်ပတ်သုံးဆွဲဖို့လိုအပ်ပါတယ်နံပါတ်4အရေးပေါ်ရန်ပုံငွေမရှိခြင်းအရေးပေါ်ရန်ကုန်ငွေမရှိတဲ့အတွက်ရုတ်တရက်ပေါ်လာတဲ့မမျှော်လင့်ထားတဲ့ကုန်ကျစရိတ်တွေကိုကိုစုဆောင်ထားတဲ့ပတ်စံတွေကထုတ်သုံးလိုက်ရတဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်ဒီအချက်တွေကိုပြန်လည်သုံးသပ်ပြီးအတုံးစရိတ်မှတ်တမ်းတွေရေးသားခြင်းနဲ့စုငွေကိုဦးစားပေးခြင်းစတဲ့အလေးကျယ်ကောင်းတွေကိုစတင်จิตသုံးလိုက်မယ်ဆိုရင်နောက်နှစ်မှာမိတ်ဆွေလိုချင်တဲ့စုဆောင်ငွေပမာဏကိုတေချာပေါက်စုဆောင်နိုင်မှာဖြစ်ပါရဲ့အခုဒီဗီဒီယိုကို share လုပ်လို့ရပါတယ်